Forest ကိုအနိုင်ယူပြီးရာသီသိမ်းကာလကိုအလှပဆုံးကြော်ဖြတ်သွားမဲ့ United အားလုံးပဲမင်္ဂလာပါ Daily Sport ကနေကြိုဆိုပါရစေ။ Premier League ရာသီကုန်ဆုံးဖို့တပတ်အလိုပွဲစဉ်38မှာတော့အမှတ်ပေးစရာရဲ့အဆင့်3နေရာကိုတေချာသလောက်စုပ်ကိုင်ထားနိုင်ပြီဖြစ်တဲ့ Manchester United အသင်းကတန်းဆင်းအနေနဲ့ကနေရာခိုင်နှုန်းပြည့်နေပါလွတ်မြောက်သွားပြီဖြစ်တဲ့ Nottingham Forest အသင်းကို Old Trafford အင်ကွင်းမှာလက်ခံကစားသွားရမှာဖြစ်ပါတယ်။နှစ်သင်းစလုံးကဖိအားကင်းစင်နေတဲ့အနေအထားမှာရှိနေပေမဲ့ United ကရာသီအဆုံးသက်ကိုလှလှပပအဆုံးသက်ချင်နေတယ်လို့ Forest ကလည်းသူတို့ရဲ့မကြသေးမီကခြေစွမ်းတက်လာမှုနဲ့တိုက်စစ်အားတန်တဲ့ကစားဟန်ကိုဆက်လက်ထိန်းသိမ်းဖို့စ조사လာမှာဖြစ်တာကြောင့်ဒီပွဲဟာပရိသတ်တွေအတွက်မြန်မြန်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ Manchester United အသင်းက Premier League နောက်ဆုံး6ပွဲမှာ4ပွဲအထိအနိုင်ရရှိထားပြီးခံစစ်ကစားဟန်မာကျောတဲ့ပြိုင်ဘက်တွေကိုတော့ထိုးဖောက်နိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဖြစ်သက်သေပြထားပါတယ်။ Liverpool ကို 3-2 နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ United ရဲ့ထက်မြက်တဲ့တိုက်စစ်စွမ်းရည်ကိုမြင်တွေ့ခဲ့ရတယ်လို့ Brentford နဲ့ Chelsea တို့ကိုအနိုင်ရခဲ့တဲ့ပွဲတွေမှာလည်းကွင်းလယ်ပိုင်းစိုးမိုးမှုအားကောင်းတာကိုတွေ့ရပါတယ်။ Sunderland ကိုဂိုးမရှိတရေကျခဲ့တာတစ်ခုပဲရှိပေမဲ့ဒါကလည်းတိုက်စစ်ပိုင်းကျဆင်းသွားတာထက်အဝေးကွင်းမှာနီးပြူဟာအရာသတိထားကစားသွားခဲ့တာလို့ဆိုရမှာပါ။ကိန်းဂဏန်းအချက်လက်တွေအရ United ကဂိုးများတဲ့ပွဲစဉ်တွေမှာအမြဲလိုပါဝင်နေတတ်ပါတယ်။နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာ9ပွဲအထိက over 2.5 goals ထွက်ပေါ်ခဲ့က4ပွဲမှာ2သင်းစလုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။အင်ကွင်း Old Trafford မှာဆိုရင်တပွဲပြတ်မျှနှုန်း 1.85 ဂိုးအထိသွင်းယူထားနိုင်ပြီးတိုက်စစ်ပိုင်းကအတော်လေးကိုအားကောင်းပါတယ်။ဒါပေမဲ့ပြဿနာကခံစစ်ပါရှင်ဒီယာတီလိပွဲစဉ်တွေမှာပေးကိုမရှိတဲ့ပွဲက19ရာခိုင်နှုန်းပဲရှိပါတယ်။တိုက်စစ်ကိုသာအဓိကဦးစားပေးလွန်းတာကြောင့်ခံစစ်မှာဟာခွက်တွေကအများနဲ့ရှိနေတတ်တာပါ။ Nottingham Forest ကတော့ရာသီအနှောင်းပိုင်းမှာမယုံနိုင်စရာခြေစွမ်းမျိုးနဲ့တန်းဆင်းဆောင်ကနေရုံထွက်လာနိုင်ခဲ့တဲ့အသင်းမှာပဲရှင်။နောက်ဆုံးကစားခဲ့တဲ့လိပွဲ6ပွဲမှာ4ပွဲနိုင်2ပွဲတည်ဆိုတဲ့ရှုံးပွဲမရှိမှတ်တမ်းတဲ့အတူအသင်းရဲ့တိုက်စစ်စွမ်းဆောင်ရည်ကိုအမြင့်ဆုံးစီဆွဲတင်ထားနိုင်ခဲ့ပါတယ်။ Sunderland ကို9-0နဲ့ဂိုးပြတ်အနိုင်ယူတာ Chelsea ကို3-1နဲ့အဝေးကွင်းမှာအနိုင်ရတာတွေကသူတို့ရဲ့အဆုံးသက်သွင်းဂိုးတွေကိုသက်သေပြနေပါတယ်။ Europa League ပွဲစဉ်တွေကြောင့်ကစားသမားတွေပင်ပန်းမှုရှိနိုင်ပေမဲ့ပြည်ရင်းလိမှာတော့လူစင်းအလှည့်ကျအသုံးပြုပြီးကြံ့ကြံ့ခံကစားနိုင်နေသေးပါပဲ။ Forest ရဲ့အဝေးကွင်းမှတ်တမ်းကတကယ့်ကိုအထင်ကြီးစရာပါရှင်။နောက်ဆုံးအဝေးကွင်း6ပွဲဆက်တိုက်ဂိုးသွင်းယူထားနိုင်ကစုစုပေါင်း16ဂိုးအထိသွင်းယူထားပါတယ်။အဲဒီ6ပွဲမှာ4ပွဲကသွင်းဂိုး2ဂိုးအထက်ထွက်ပေါ်လာက3ပွဲစလုံးက2သင်းစလုံးဂိုးသွင်းယူထားပါတယ်။ဒီ2သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းတွေမှာတော့ Forest ကအနည်းငယ်အသာစီးရနေပါတယ်ရှင်။နောက်ဆုံး6ချိန်တွေ့ဆုံမှုမှာ Forest က3ချိန်အနိုင်ရထားပါတယ်။ဒီတွေ့ဆုံမှု6ချိန်ထဲက4ချိန်မှာ2သင်းစလုံးဂိုးသွင်းယူနိုင်ခဲ့က4ချိန်ကသွင်းဂိုး2ဂိုးခွဲအထက်ရှိခဲ့တာကြောင့်သူတို့2သင်းသာတွေ့ရင်အများနဲ့ကြည့်ကောင်းတဲ့ပွဲစဉ်တွေဖြစ်လာလိမ့်ရှိတာကိုတွေ့ရပါတယ်။ဒီပွဲစဉ်အတွက်အကောင်းဆုံးရွေးချယ်မှုကတော့ Manchester United အနိုင်ရပြီး2သင်းစလုံးဂိုးသွင်းပြီး Man United to win and BTTS ပဲဖြစ်ပါတယ်။ Brentford ကို 2-1 Liverpool ကို 3-2 နဲ့အနိုင်ရခဲ့တယ်လို့မျိုးဂိုးပေးရပေမဲ့ကပ်ပြီးအနိုင်ရသွားတယ်လို့မျိုးဒီပွဲမှာလည်းအနိုင်ယူသွားနိုင်မယ်လို့ယုံကြည်မိပါတယ်။ပရိသတ်တို့ရောဒီပွဲပေါ်ဘယ်လိုထင်မြင်မိလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားကစားသတင်းတွေနဲ့ပတ်သက်ပြီး up to date တင်ဆက်ပေးအောင်ပါဖြစ်လို့ like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။